là tổ chức trang là đúng không? Mỹ đi ta thì qua số Mỹ à.
အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ရှင်အစီအစဉ်အရတဘာပတိကြီးမှအဖွင့်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်ရှင်တဘာပတိကြီးရှင်အဖွင့်မိန့်ခွန်းပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ဒီလိုရဘော်ဒူပွဲခန္ဓာတို့တဲ့ရောက်ချင်းမြင်တော့ကလေးခရိုင်အုပ်ချုပ်ရေးမှုဦးနေနေထွေးစကိုင်းတိုင်းဒေသကြီးတော်တော်ကူတယ်လေဦးခေမောင်တန်းနဲ့အရန်မြို့နဲ့ဌာနဆိုင်ရာကြီးပေမြဘူးရမဟုတ်တော့ပြေးကြီးများပုံပုံများဒိုင်းရန်သားနေကူမောင်နှမများအားလုံးကိုစိတ်အကြဝန်ထမ်းချမ်းမြေကြပါစီလို့ပူးစွာသူ့မွေကောင်းတောင်းရင်နှုတ်ခွန်းစစ်တာပါတယ်2017ခုနှစ်2017ခုနှစ်ချင်းရိုးရခေါ်တော်ပွဲကိုဝန်မြတ်တော့ဦးကြီးချက်များနဲ့အလီကျင်းပပြပါတယ်။ဒါကြီးရုပ်စိတ်ကကျန်တဲ့မြည့်ရေးလူမထားခွေရင်ကြီးမှုအစီလာကောင်းများကိုထိန်းသိမ်းဆောင်ရှောက်ရေးငါငယ်တိုင်းရင်သာပြေလုံးနေတော့ရေးဒါကြီးနိုင်ငံတော်ဖွံ့ဖြိုးရေးနိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ရေးလိုပဲဖြစ်ပါတယ်။ချင်းရိုးရခေါ်တော်ပွဲဟာချင်းလူမျိုးတို့ရဲ့ရိုးရပွဲများနဲ့အကြီးကြီးတဲ့ပွဲဖြစ်ပါတယ်။ဒီနာစိတ်တွေကြီးချင်းတွေကျမ်းပါလိမ့်ပြီးဝန်စာတဲ့ပိုလုံးနေတဲ့ကာလဖြစ်လို့ပြိုစွန်ကြည်နူးကြတဲ့အချင်းအခါလေးဖြစ်ပါတယ်။ဒီအချင်းမှာပြောင်းပချင်းနတ်သူများနေထုတ်ချင်းလာမယ့်နှစ်တွင်ရာသီဥတုကောင်းမွန်ပြီးတော်ရာပြင်းအများဖြစ်တော့အောင်မြင်ရေးအနာရောဂါတဲဝေးရေးကျမ်းမာပြိုစွန်ရေးတိုင်းပြည်အေးချင်းကာယဝပြောရေးအတွက်ကိုယ်မွန်ကောင်းတောင်းချင်းမိတ္တာပူတာချင်းနဲ့နိတိကိုအခါသမယဖြစ်တဲ့အတွက်အကျဉ်းလာကောင်းတဲ့ဝဲလေးဖြစ်ပါတယ်ဒီကနေ့အခမ်းအနားတို့တက်ရောက်လာကြတဲ့ချင်းတရားသားများအနေဖြင့်ချက်မထားတော့ဦးတည်ချက်များနဲ့အညီရိုးရာရင်ကြီးမှုအစင်လာကောင်းများကိုထိန်းသိမ်းဆောင်ရှောက်ပြီးဒေသဖွံ့ဖြိုးရေးနိုင်ငံတော်ဖွံ့ဖြိုးရေးဦးတည်ရေးတို့အတွက်တသက်တာအားပါဝင်ဆောင်ရွက်ကြပါရန်နဲ့ဖြစ်တဲ့မလျှော်ပြီးတော့ပြည့်ခေါ်အယူဆများရင်ကြီးမှုအစင်လာများကိုပယ်ဖြတ်ကာနိုင်ငံတော်ကိုချစ်မြတ်နိုးပြီးသစ္စာရှိတဲ့တိုင်းသူပြည်သားကောင်းများပြည်လာကြယူပန်းဆောင်ရွက်ကြတိုက်တွန်းအပ်ပါတယ်ဒီနေ့အခမ်းအနားကိုကြွရောက်ပြီးကြတော့ဒီတကြီးကဲများဌာနဆိုင်ရာကြီးကဲများအထူးကျေးဇူးဥပကာရတင်စီပါကြောင်းနဲ့ချင်းတရားသားများအနေဖြင့်ဒုက္ခဝင်အရေး၃ပါးကိုဦးထိပ်ပန်းတွေကဦးတည်ချက်ဆက်နေရတဲ့အနည်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်နဲ့အတူပူးပေါင်းဆောင်ရွက်ကြပါလို့တိုက်တွန်းရင်းညီကုန်းချုပ်အပ်ပါတယ်ဒီနေ့ကိုပြောကြားပေးပါတော့တဘာတိကြီးအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်အစီအစဉ်အရကလေးခရိုင်အုပ်ချုပ်ရေးမှူးမှအမှာစကားပြောကြားရန်ဖြစ်ပါတယ်ရှင်ကလေးခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေးရှင်အမှာစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ဒီချီရိုးရာတော်တော်ဘောအခမ်းအနားကိုတက်ရောက်လာကြတဲ့ဒိုင်းတိုင်းဒေသကြီးပြည်သူ့တော်ကိုယ်စားလှယ်ကြီးခရိုင်မျိုးနယ်အဆင့်ဌာနဆိုင်ရာကြီးကဲများမျိုးပြီးမျိုးဖများတိုင်းသားညီကိုမောင်နှမများအားလုံးမင်္ဂလာရှိတဲ့နေ့လည်ခင်းဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့ကျင်းပတဲ့အခမ်းအနားမှာတက်ရောက်ပြီးနှုတ်ခွန်းဆက်အမှာစကားပြောကြားခွင့်ရတဲ့အတွက်လည်းဘုံယူဝမ်းမြောက်မိကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံအတွင်းဒီနေ့နေတိုင်းကြတဲ့တိုင်းသားညီကိုမောင်နှမအားလုံးရှင်လန်းချမ်းမြေ့စွာနေထိုင်ရင်းနေမီဒေသဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဖွံ့ဖြိုးရေးအထူးဒေသ24ခုသတ်မှတ်ထားရမှာကျွန်တော်တို့ကလေးဒေသအခုအပါအဝင်ဖြစ်တဲ့အတွက်တိုင်းရင်းသားများရောနှောနေထိုင်တဲ့ကလေးဒေသတိုးတက်အောင်ကျွန်တော်နိုင်ငံမှာအထူးအလေးထားဆောင်ရွက်နေတာကိုပေါ်လွင်ထင်ရှားတာတွေ့ရမှာဖြစ်ပါတယ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒီနေ့ပြည်သူများကရွေးချယ်တင်
တင်ပြလိုက်တဲ့ပြည်သူကိုယ်စားလှယ်များဖြင့်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နေရာဖွဲ့စည်းကစီကံပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံတော်ထူထောင်လျက်ရှိနေပြီဖြစ်ပါတယ်။ဒါအပြင်စီရန်နမောင်ရောချနိုင်ရေးအတွက်လုပ်ငန်းတွေရှေ့ချမှတ်အကောင်အထည်ဖော်ကနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်သည့်နည်းတူနိုင်ငံသားများစီရန်မှုများလွတ်မြောက်အောင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ကျွန်တော်တို့ကလေးဒေသမှာတိုင်းသားလူမျိုးပေါင်းစုံပြည်နေကြတဲ့အတွက်ဒီလိုစီရကွဲပြားတဲ့ရိုးရာဓလေ့ပုံနာစင်လာများကိုတဝုနဲ့တဝုလေးစားမှုပြန်လည်နားလည်ရှိမှုဖြင့်ပေါ်ဆောင်မှာစီလုံးညီညွတ်မှုဖြင့်နေဒေသဖွံ့ဖြိုးတိုးတက်အောင်အထောက်အကူဆောင်ရွက်ကြရန်လိုအပ်ပါတယ်ဒီနေ့ကျင်းပတဲ့ရိုးရာပါတော်ပွဲတော်ဟာလည်းကျွန်တော်ချင်းလူမျိုးများအတွက်နေရာဒေသအလိုက်တစ်ခုပွဲတော်ကောက်တစ်စားပွဲကျေးဇူးတော်ချင်းမြတ်စားတဲ့ပေါ်သုံးကားကြတော့လေနှစ်သာရအားဖြင့်အတူတူဖြစ်တာကိုတွေ့ရပါတယ်ပြည်စင်တော်မှာပြည်နာများချိန်သိပြီးချိန်တရမို့လာသန်း14ရက်လာပြည့်နေ့နဲ့နောက်ဆုံးရက်များမှာဒါမဲ့နှစ်များအတွက်ကျမ်းမာပျော်ရွှင်၍အနာရောဂါကင်းဝေး၍ပေါင်ရတိနာများဖြစ်ထွန်းအောင်မြင်၍တိုင်းပြည်အေဂျင့်သာယာရေးတို့အတွက်ဆုမွန်ကောင်းတောင်းခြင်းဒီတာပို့တာခြင်းများပြုလုပ်တဲ့ပွဲများဖြစ်တဲ့အတွက်ဝန်မြတ်တဲ့စင်နာကောင်းရှိတဲ့ပွဲဟုသတ်မှတ်နိုင်အောင်ကြောင်းပြောကြားလိုပါတယ်ဒီကုန်းချုပ်အဖြစ်ခန်းနာတို့တက်ရောက်လာကြတဲ့တိုင်းသားညီကိုမောင်နှမအားလုံးကိုစိတ်နှပြရှင်နာချမ်းမြေ့ပြီးနိုင်ငံတော်တိုးတက်ရေးအတွက်နိုင်ငံတော်နဲ့အတူပူးပေါင်းဆောင်ရွက်နိုင်ကြစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အမှားစကားပြောကြားပေးတော့ကလေးခရိုင်အုပ်ချုပ်ရေးမှူးဟာအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။အစီအစဉ်ရကလေးမြို့နယ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှအမှားစကားပြောကြားရန်ဖြစ်ပါတယ်ရှင်။ကလေးမြို့နယ်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တန်းရှင်အမှားစကားပြောကြားပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ဒေသတဲ့တဘာပတိကြီးနဲ့တကွဒီကနေ့ချင်းရိုးတော်ခေါ်လို့ပွဲကိုချင်းနေပေးတဲ့စစ်ဘက်ဆိုင်ရာအကြီးအကဲများနယ်ဘက်ဆိုင်ရာအကြီးအကဲများနဲ့ကျွန်တော်တို့ချင်းရိုးတော်ခေါ်လို့ပွဲကိုတယောက်အားပေးကြပါတော့ကျွန်တော်တို့ချင်းတိုင်းသားဒီကိုဘောကနမများဗျာဒီကနေ့လိုမှာခါတရားမျိုးမှာကျွန်တော်အဲ့ဒီရာကြီးတော့ကိုယ်စားလှယ်နေဖြင့်စကားပြောခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ကြောင်းအနာမပြောကြားလိုပါတယ်ဒီကနေ့ဒီနေရာမှာကျွန်တော်စကားပြောလို့ရအောင်မိမိရဲ့နေဆန္ဒရှင်တိုင်းသားလို့တာပြီးတော့အားလုံးရဲ့နေပမှုနဲ့ကျွန်တော်ခုလိုပါဝင်တယောက်ခွင့်ရတဲ့အတွက်ကျွန်တော်ရဲ့နေဆန္ဒရှင်လို့တာပြီးတော့ပေါ်လည်းအများကြီးကျေးဇူးတင်ကြောင်းကျွန်တော်ပနာမအနေနဲ့ပြောကြားလိုပါတယ်ကျွန်တော်တို့နိုင်ငံတော်အစိုးရလက်ထက်မှာကျွန်တော်တို့မိမိဒီတူလူထုကိုကျွန်တော်တို့ပြန်ပြီးတော့အလုပ်ကျွေးဖို့ကျွန်တော်တို့ကတာဝန်ရှိပါတယ်ဒီနေရာမှာကျွန်တော်တို့တာဝန်ယူပြီးကျွန်တော်တို့6လတာကာလမှာကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်များကိုအနေငယ်တင်ပြလိုပါတယ်ပထမအနေနဲ့ကျွန်တော်တို့တိုင်းလုံးမူလတာအခမဲ့တင်ပြရတဲ့ကျွန်တော်တို့ကျပ်ငွေတန်ပေါင်း2400ကျော်ဖြစ်ကျွန်တော်တို့ပထမအနေနဲ့ကျွန်တော်တို့မူလတန်းပညာကိုကျွန်တော်တို့တာဝန်ယူပြီးတော့အခမဲ့တင်ကြဖို့ကျွန်တော်တို့တာဝန်ယူခဲ့ပါတယ်ဒုတိယအနေနဲ့ကျွန်တော်နိုင်ငံတော်မှာအငိမ့်စားဝန်ထမ်းများကိုအငိမ့်စားဝန်ထမ်းစစ်သိန်း4000ကျော်ကိုကျွန်တော်တို့ငိမ့်စားဝန်ထမ်းများငိမ့်စားလာစားကျွန်တော်တို့တိုးမြင့်ပြီးတော့ကျွန်တော်တို့တာဝန်ကျွန်တော်တို့ယူခဲ့တာလေးရှိပါတယ်တတိယအနေနဲ့ကျွန်တော်တို့စီယန်မှုပေါပြောက်ရေးအတွက်ကျွန်တော်တို့နိုင်ငံလုံးတာဝန်ယူပြီးတော့လုပ်ဆောင်တဲ့နေရာလေးရှိပါတယ်ကျွန်တော်အစိုးရလက်ထက်မှာကျွန်တော်တို့မြစ်ဆုံရေကာတာကိုလည်းကျွန်တော်တို့အစိုးရလက်ထက်မှာကျွန်တော်တို့ယာယီရပ်ဆိုင်ပြီးတော့ကျွန်တော်ဆိုရမှာဒီလုပ်ငန်းတွေရပ်ဆိုင်ထားမှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်မိမိရဲ့ဒေါက်တာပြည်သူမဲဆန္ဒရှင်အပေါင်းကိုလည်းကျွန်တော်တို့အတိပေးလိုပါတယ်ဒါကြောင့်မိမိတို့ဟာပြည်သူလူထုကနေအရွေးချယ်ခံပြီးတော့ပြည်သူကိုယ်စားလှယ်များဖြစ်တဲ့အတွက်ပြည်သူလူထုရဲ့လိုအပ်ချက်
ချက်ပြပြကိုမိမိတို့ကိုကြံကိုစွာရှိတော့ညာစွာရှိတော့ကိုညီပြောပါမယ်ဒီနေရာမှာစကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကျွန်တော်စီကိုလိုအပ်တာရှိရင်ကျွန်တော်တို့မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့လည်းကျွန်တော်တို့စီကိုတင်ပြနိုင်ပါတယ်ကျွန်တော်တို့ဖြည့်ရှင်းနိုင်တာတွေကျွန်တော်တို့တာဝန်ယူဖြည့်ရှင်းပေးပါမယ်ဒုက္ခပြည်သူမဲဆန္ဒရှင်များရဲ့မဲတမဲစီကြောင့်ကျွန်တော်တို့တာဝန်ယူရတဲ့မိမိတို့တာဝန်ယူတဲ့ကဏ္ဍအတွင်းမှာဒုက္ခပြည်သူတို့ရဲ့အတဲ့အိုးစီးစိမ်အားလုံးကျွန်တော်တို့ပညာရေးကျန်းမာရေးလူမှုရေးစီးပွားရေးအားလုံးကျွန်တော်တို့တာဝန်ယူပါပဲဒါကြောင့်ကျွန်တော်တို့ရဲ့လုံဆောင်ချက်စကိုင်းတိုင်းဒေသကြီးဆိုရဖွဲ့ရဲ့လုပ်ငန်းစင်လာတွေစကိုင်းတိုင်းဒေသကြီးဆိုရဖွဲ့ရဲ့လုပ်ငန်းတွေကျွန်တော်တို့ပြည်သူတွေကလည်းတစ်ဖက်ကနေပါဝင်ကျွန်တော်တို့ကိုကူညီပေးကြပါဒါမှကျွန်တော်တို့အဖက်ဖက်မှာတိုးတက်တဲ့ခင်မီဖွံ့ဖြိုးတဲ့တိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်တည်ဖြစ်ပါလိမ့်မယ်ဒါကြောင့်ဒီကုန်းချုပ်နေနဲ့တင်ပြချင်တာကတော့လုပ်ငန်းဥပဒေဟာကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်ရဲ့ကျွန်တော်တို့တဦးတယောက်နဲ့လုံနိုင်မဲ့ကိစ္စဇလန်းတွေကျွန်တော်တို့အားလုံးပူးပေါင်းမှအောင်မြင်မဲ့ဇလန်းလုပ်ငန်းတွေပေါ်ဖြစ်လာပါမယ်ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးလွတ်တော်မှာလည်းကျွန်တော်ကလေးမြို့နယ်ကလေးခရိုင်ဒေသအတွက်မေခွန်း16ခုနဲ့အစိုး17ခုကိုတင်သွင်းတော့ပါမယ်မိမိရဲ့ဒီလူထုအကျိုးစီးပွားအတွက်ကျွန်တော်တာဝန်ယူချိန်ယူတဲ့အချိန်မှာမိမိဉာဏ်စောရှိလို့ကိုယ်စောရှိလို့ကျွန်တော်ပြည်သူလူထုဘက်ကနေအများနဲ့ရပ်တည်ပေးပါမယ်လို့ပြောကြရင်ဒီကုန်းသွားပါတယ်ကျေးဇူးတင်ပါတယ်ခုလိုအမှားစကားပြောကြားပေးပါတော့ကလေးခရိုင်ကိုစားပြုစကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခမောင်တန်းအားထူးကျေးဇူးတင်ရှိပါတယ်ရှင်စီစဉ်ရခွာတော်ပွဲအကြောင်းတိကောင်းစရာများကိုရှင်းလင်းတင်ပြရန်ဖြစ်ပါတယ်ခွာတော်ပွဲအကြောင်းတိကောင်းစရာများကိုရှင်းလင်းတင်ပြပေးပါရန်မချိန်လိုက်ခင်အီးမေဂျာနောက်ဆုံးနဲ့ကလေးတက္ကသိုလ်အားပန်ကြားပါရရှင်ရေးစားရပါတော့ဒီမှာပထမဆုံးနဲ့တော့ခရိုင်အုပ်ချုပ်ရေးမြို့နယ်အုပ်ချုပ်ရေးမှုနဲ့ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာကြီးကဲများအဲ့ဒါတော့ပြည်သက်ပေါင်းလို့မင်္ဂလာနေ့နေ့ကပါလို့ပြောဆိုနေခွင့်ချက်တာပါရဲ့ရှင်ဒီကနေ့ခေါ်လို့ပွဲတော်ခန်းလာမှာကျမမချိန်ငယ်တင်းကခေါ်လို့ပွဲအကြောင်းပြီးကောင်းစရာအနေနဲ့ရှင်းလင်းတော့မှာဖြစ်ပါတယ်လေးစားအပ်တဲ့တပါပတိကြီးနဲ့တကွာသွားရောက်လာတဲ့လူကြီးများရှင်ခေါ်လို့ပွဲဆိုတာကျမတို့ချင်းမျိုးသားရဲ့တနေ့အတွင်းကျမပြုလုပ်တဲ့ပွဲတော်18မျိုးနဲ့အရေးကြီးဆုံးအခမ်းအနားဆုံးပွဲတော်ဖြစ်ပါတယ်မိမိတို့ရဲ့တလေထုံးစံအရရှိဖို့ဝေဒနီရစားလို့ကျမခဲ့တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်ဒါမဲ့ဘယ်ချိန်အားစပြီးစတင်ကျင်းပခဲ့တယ်ဆိုတာတိကျမပြောနိုင်တော့လဲချင်းမျိုးသားပါမော်လီနာကိုတောင်းချပြီးကျမတိုင်းဒေသကိုစတင်ချကြခဲ့တဲ့ဒီ14ရာစုမှစပြီးခေါ်ပွဲတော်ကိုကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တယ်ဆိုတာကိုသမိုင်းထောက်ထားရတော့လည်းကြောင်းရိုးရာဒေသချင်းနာရတော့လည်းကြောင်းသိရှိရပါတယ်ရှင်ဘာလို့ပွဲတော့ကျမရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒီနေ့တာတောင်းရလုပ်ငန်းပြီးဆုံးအောင်မြင်မှုအတွက်အောင်ပွဲကန်တဲ့ပွဲတော်ဖြစ်ပါတယ်။ကျော်ပြရသားများကျမပျော်ရွှင်ရေးနဲ့အနာရောဂါပြရကင်းဝေးစေရန်လာမီတက်မှာရာသီပြည့်မှန်ကန်ကောင်းမှုပြီးတောင်ရတီးနယ်များအောင်မြင်ဖြစ်ထွန်းစေရန်တိုင်းပြည်အေးချမ်းသာရရေးနဲ့ချစ်ခင်ရေးရရှိစေရန်အတွက်လက်စိုးများနဲ့ထုတ်ခြင်းများပူဇော်ပါတာခြင်းစုတောင်းပွဲများပြုရန်ရည်ရွယ်ပြီးခေါ်ပွဲတော်ကိုကျင်းပရခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးခေါ်လို့ဆိုတဲ့စကားလုံးရဲ့နှစ်သိမ့်တွေကိုရှင်းလင်းတင်ပြလိုပါတယ်ရှင်။ရှေ့ခါကချင်းမျိုးများကဤစကြောလိုက်လုံးကိုကောင်းကင်ဘုံကမ္ဘာဘုံနဲ့မြောက်ဘုံဆိုပြီးပုံသုံးခြင်းဖြင့်ဖွဲ့စည်းဆောက်ထားရလို့ယူဆကြပါတယ်။အဲ့ဒီခေါင်းခေါ်တဲ့ဒီကဘာဒီကြောင်ကိုဒီလိုရှင်တရားများနဲ့ပွဲလူဘိုးရင်းများရဲ့ဝိညာဉ်များကဆောင်းချောက်ခဲ့ရလို့ယူဆကြပါတယ်။သူရဲ့အဓိပ္ပာယ်အရလည်းရှိပါတယ်။ပထမအဓိပ္ပာယ်ကတော့တဦးနဲ့တူခေါ်ယူကျူလာသောအဝိတိခြင်းပဲအဲ့ဒါချင်းဖြစ်ပြီးဒီပြလေးတိတ်ပြတော့တိုက်ခိုက်ခြင်းနဲ့ထုတ်ခြင်းချိန်မုန်းခြင်းလို့တိတ်ပြရပါတယ်။ဒါကြောင့်မို့ခေါ်လို့ပွဲတော်ရဲ့ဆိုရင်တိတ်ပြတော့ဘေးဒုက္ခပေးတဲ့နဆိုးများနဲ့ထုတ်ပြီးပြရတဲ့ချင်းစီခြင်းကြွားသားများကျမ်းမာရေးစီးပွားရေးတိုးတက်စေရန်အတွက်လက်ကောင်းမင်းများဇော်ပါတာခြင်းနဲ့ဘယ်လိုဘိုးဝမ်းများ၏ဝိညာဉ်များနဲ့ဆွေမျိုးများအတွက်အလူမင်္ဂလာဆုတောင်းပွဲကြီးကိုကျင်းပခြင်းဖြစ်ပြီး
ခြင်းဖြစ်တယ်ဆိုတာရှင်းလင်းတင်ပြပါရရှင်တဘာပတိများရှင်ခေါ်ပွဲတော်ကျမတွေနေရသက်မှတ်ခြင်းနဲ့ပတ်သက်လို့ဆက်လက်ရှင်းလင်းတင်ပြလိုပါတယ်ရှေ့ခါကခေါ်ပွဲတော်ကိုတာယာပြီးနိုင်တဲ့ဒိဋ္ဌိတိုင်းကျင်းပလေးရှိရမှာစိုက်ပျိုးပြီးတဲ့မျိုးစားလိုက်တော်လည်းကောင်းရှင်နေတဘာဝရာသီဥတုလိုက်ရတော်လည်းကောင်းဒေသပတိနဲ့တူပြီးနိုင်ရဲ့ဒိဋ္ဌိကြွားကြမှုကြောင့်ခေါ်ပွဲတော်ကျမချိန်မှာလည်းပြင်ပြီးရှိရကြပါဘူးပွဲတော်ရက်ကိုလည်းတူပြီးခေါ်လက်ဆက်တဲ့ဒီနေ့ရဲ့တော့မဟုတ်ဂျာလူကြီးများစုဝေးတိုင်းဒီနေ့ရဲ့တက်မဲ့ခဲ့ပြီးပွဲတော်ကိုအနည်းဆုံးနေ့ရက်မှာအများဆုံး9ရက်ထိကျင်းပတာဒေသပတိနဲ့တူပြီးနိုင်ရဲ့ဒိဋ္ဌိကြွားကြမှုကြောင့်ခေါ်ပွဲတော်ကျမချိန်မှာလည်းတူပြီးရှိရကြပါဘူးပွဲတော်ရက်ကိုလည်းတူပြီးခေါ်လက်ဆက်တဲ့ဒီနေ့ရဲ့တော့မဟုတ်ဂျာလူကြီးများစုဝေးတိုင်းဒီနေ့ရဲ့တက်မဲ့ခဲ့ပြီးပွဲတော်ကိုအနည်းဆုံးနေ့ရက်မှာအများဆုံး9ရက်ထိကျင်းပတာအများအပြားစက်တင်ဘာလနဲ့အောက်တိုဘာလများတွင်မှာကျင်းပကြပါတယ်။ဒါကြောင့်မို့ခါရပွဲတော်ကျင်းပချိန်နဲ့ဒီပြည်စစ်စစ်ရေးအတွက်တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင်ချင်းရရဦးစီးအဖွဲ့က1964ခုနှစ်မှာချင်းပြည်မျိုးများရဲ့ရိုးရာရင်ကြီးမှုတစ်ပြည်အရခါရပွဲတော်ကိုအခါကြီးရဲ့ကြီးဖြစ်ရွေးချယ်သတ်မှတ်ပြီးတော့ကျင်းပရေးရဲ့ကိုလည်းနှစ်ဆက်နေတိုင်းသတင်းကျော်လာစံဖြစ်ပြီးရဲ့ဒါပြင်းနေတဲ့လောက်ပတ်ရဲ့နေများမှာကျင်းပပြုလုပ်ရန်သတ်မှတ်ဆုံးဖြတ်ခဲ့ကြလို့ယခုလိုအစင်လာမပြတ်ကျင်းပခြင်းဖြစ်ပါရဲ့ခါရပွဲတော်ကျင်းပရေးနဲ့နှစ်စောစောမှာရရှိနေများကခေါင်းရည်ဦးများဖြင့်ဘိုးဘွားများကိုတောင်းရကြလို့ရှိပါတယ်ဘိုးဘွားများကလည်းသူ့မကောင်းများကောင်းပြီးသက်ဆောင်ပစ္စည်းများပြန်လည်ပေးလို့ရှိပါတယ်ပွဲတော်ရဲ့အတွင်းမှာဆွေးနွေးကြည့်လိုက်လက်ဆောင်ကားပွဲများကျင်းပခြင်းတင်တိုင်းတို့သွားယူဘိုးဘွားများရဲ့ဝိညာဉ်ကိုခေါင်းရည်နဲ့ဒီပွဲမျိုးစုံဖြင့်ပူဇော်ပါတာခြင်းများပြုလုပ်ကြပါတယ်ပွဲတော်ပထမနေ့ညနေမှဒီချိန်မှာ20ရာအိမ်မှာဖတ်တင်ပြီးတအိမ်ကြီးတအိမ်နဲ့ဆုံးများနေလုပ်ခဲ့ကြပါတယ်နောက်ပြီးနှစ်ဆရာနဲ့ရော်ဒီကြီးများဥဆောင်ပြီးလက်ဆုံးမောင်းထုတ်ခြင်းနဲ့ထူထောင်ခြင်းများပြုလုပ်ခဲ့ကြပါတယ်။ခေါ်ပွဲတော်မှာကြောင်းဖြစ်ခြင်းနဲ့ကြောင်းငမီးဖြစ်ခြင်းကလည်းခေါ်ပွဲတော်ရဲ့အဓိကလက္ခဏာတစ်ခုဖြစ်ပါဝင်ပါတယ်။ပွဲတော်ဒီတရားနေ့နည်းနည်းစောစောမှာဒီလူရဲ့အလုံးမှာခေါ်ရောဝင်စကန်မှာကြောင်းအုပ်တယ်လာပြီးဒီတို့များကိုဒီကံကြအတီးမို့ကပုံများနဲ့ဂျွာထဲဝင်လာပါတယ်။အမျိုးသမီးများကခေါင်းရည်ချွေကိုသင်ဆောင်လုပ်ခဲ့ကြရာတပြောတော်မှာပေါ့ကြပါတယ်။နောက်ပြီးလက်ဆရာများနဲ့တတိယလူများကကြောင်းအုပ်ကိုပြီးတော့ဖက်ရကြီးရနေတဲ့အတွက်လည်းမိတ်ဆက်ကြပါတယ်။ကြောင်းများရင်ကြောင်းတော့ကောင်များပုံစံနဲ့ပြင်းနေလေရဲ့ဒီညညာရှိနေကြတယ်။ဒါနည်းနဲ့မှာရရအေးချမ်းသာရပြီးရောဂါတွေရပြင်းပြီးအတီးနဲ့ဖြစ်ပြီးဆန်းလေးခေါင်းပြုံးပြီးကြည့်ကြပါတယ်။အကယ်၍ကြောင်းတော့ကောင်များမရှိပဲမညာပြန်ဖြစ်ရှိနေတဲ့နေတဲ့ဒီနဲ့ဆက်မကောင်းနေဘူး။နာယောဂါများဆောက်ရောက်ပြီးရောတဲ့အသေးကြောင့်များရှိပြီးတိုင်းပြည်တွေနဲ့ဆက်မိများရှိပြီးကြုံကြပါတယ်။ပွဲတော်ကျင်းပပြီး၃ရက်နောက်နေ့မှာနှစ်သွန်းများတက်ချင်းရေးပြုလုပ်ခြင်းစင်မျိုးစုလာရီတောက်စုလာရီဒီနာကျန်လာဝိုင်းဖွဲ့ပြီးလက်ဆောင်ပါပွဲများတတိယတာအကန်တွင်ခြင်းများပြုလုပ်ရှိပါရဲ့။သူပြန်သူဒေသတွေမှာစင်မျိုးစုများကိုပါပြုလုပ်ကြပါရဲ့လို့ဆိုပါရဲ့။အော်ပွဲတော်ဒီနောက်တစ်ရက်ကိုနှစ်သက်ပြီးတော့မဟုတ်ဘူးစမ်းတရက်နေ့သက်သက်ပြီးအိမ်တွေအနားယူတာစာညာသွားခြင်းပြီးသွားခြင်းလုပ်ကြပါဘူး။အကယ်၍သူတို့လုံးယူတာကတင်စားတဲ့ဒီလိုချပြီးအိမ်လာမိသားစုလိုက်အနားယူရှိပါရဲ့။ဒါကြောင့်အော်ပွဲတော်ဟာနေဟောင်းကိုစိတ်ရင်းနဲ့တက်လို့ရှိတဲ့ပွဲတော်လည်းဖြစ်ပါရဲ့။တဘာပတိကြီးချင်းကျမတို့ချင်းလူမျိုးများရဲ့ခေါ်ပွဲတော်ဟာဒီပုဂ္ဂိုလ်တို့တစ်ယောက်ကျမတို့ပွဲမျိုးမဟုတ်ပဲတရားလုံးပွဲတော်တနည်းအားဖြင့်ဒီမျိုးသားလုံးပွဲတော်ပဲဖြစ်ပါရဲ့။ဒီပွဲတော့ဆက်စားပွဲစသည်ဖြင့်ဒီလားလိုက်တဲ့မျိုးမျိုးဖြင့်ကျမကြတော့လဲနှစ်တာရာအပြင်ကောက်ဆက်စားပွဲနှစ်သက်ကူပွဲကျေးဇူးတော်ချီးမွမ်းပွဲနဲ့တော်ပါတာပွဲလို့ဒါအတိတ်ပဲဆောင်ပါရဲ့။ဒီတော့ဒီချင်းခေါ်ပွဲတော်ဒီကိုနှစ်ဆက်နေတိုင်းဆက်လာမပြည့်ရိုးရပါကတည်းကကျင်းပနေခြင်းဟာကျေးဇူးမျိုးများရဲ့မြင့်တော်ရည်ကျင်းကျင်လာကောင်းများရည်ကျင်းမှုမျိုးနဲ့များကိုသင်ဆောင်ကြနေခြင်းတွေဖြစ်ပါရဲ့။ဒါကြောင့်မို့ခေါ်ပွဲဟာချင်းမျိုးသားများရဲ့ပြုလုပ်မှုမျိုးမြေတာစီနာနဲ့ခင်မင်းပေါင်းလုပ်ကန်တဲ့စားရဲ့အခြေခံစိတ်ကောင်းများကိုထိုးပွားခိုင်မာပြီးတော့ယဉ်ကျေးမှုအနှစ်သာရကျေဝါချင်းရွရအမျိုးသားပွဲတော်တွေဖြစ်ပါကြောင်းရှင်းလင်းတင်ပြရင်းဒီကုန်းချုပ်အပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်တော်ကြောင့်ဒီကောင်းစရာများကိုရှင်းလင်းတင်ပြပေးပါတော့မတ်ချိန်ငိုက်ကင်ဤမြေချနောက်ဆုံးနေ့အားအထူးကျေးဇူးတင်ရှိပါလို့ရှင်အစီအစဉ်အရချင်းရွရခွာတော်ပွဲကျင်းပရေးကော်မတီမှကျေးဇူးတင်စကားပြောကြားရန်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်စကားပြောကြားပေးပါရန်ကော်မတီဥက္ကဋ္ဌဦးကင်ခမ်းပေါင်အားဖိတ်ကြားပါတယ်ရှင်
ဒီနေ့ဘောရပွဲခန္ဓာကြီးကိုကြောက်ချင်းမြအပိကြတဲ့စစ်ဘက်နဲ့ဘက်မှပုဂ္ဂိုလ်ကြီးများခန္ဓာဆရာကြီးကများနဲ့ဖိတ်ကြားထားသောအဲ့လိုများရင်းစီမှုအဖွဲ့ဝင်များအားလုံးမင်္ဂလာပါလို့ပြောဆက်တာပါတယ်ကျွန်တော်ကတော့ဒီမင်းတို့စုစာပေနဲ့ရည်စည်းမှုကော်မတီဥက္ကဋ္ဌကလေးမျိုးနဲ့ဘော်ရပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌဦးကိကံပေါင်ဖြစ်ပါတယ်ခင်ဗျာအခုလိုကော်မတီအဖွဲ့ရဲ့ကိုစားကျွန်တော်အနေနဲ့ကျေးဇူးတင်စကားပြောကြားခွင့်ရတဲ့အတွက်ဝမ်းသာကုန်ယူမိပါကြောင်းလဲထပ်လောင်းပြောကြပါတယ်ခင်ဗျာအခုလိုဝရင်းတစ်ပင်တစ်ခုအခမ်းအနားတစ်ခုကိုကျင်းပရမယ်ဆိုရင်ရတရမယ်လောကဆင်အများကြီးရှိခဲ့ပါတယ်အဲ့လိုရတရမယ်လောကဆင်များထဲမှာကျွန်တော်တို့ဒီနေ့ကျင်းပတဲ့ဘောရပွဲကိုလည်းပဲကော်မတီဖွဲ့စည်းခြင်းရမွေများစုစည်းခြင်းနဲ့အခါပွဲများစုစည်းခြင်းအခမ်းအနားစဉ်တစ်ခုလုံးအောင်မြင်ပြီးမျိုးအောင်စီမံဆောင်ရွက်များရှိခဲ့ပါတယ်အဲ့လိုအစီအစဉ်တစ်ခုလုံးဘာကိုပြောလို့မရှိအောင်စီစဉ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ရဲ့တပွဲတည်းလုံးမဲပါဘူးတက်ဆရာကော်မတီများရဲ့တက်ဆရာဌာနဆိုင်ရာကြီးကများပံ့ပိုးပေးတဲ့ပုဂ္ဂိုလ်များအားလုံးကိုပေါင်းပေါင်းမှတ်တာအောင်မြင်ရခြင်းဖြစ်ပါတယ်အဲ့ဒီတော့ဒီနေ့ကျွန်တော်တို့ဘောရပွဲတော်ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ပြုပေးတဲ့ခရိုင်အုပ်ချုပ်ရေးမှူးနဲ့မြို့နယ်ချုပ်များနဲ့တက်ဆရာဌာနဆိုင်ရာကြီးကများနဲ့ဘောရပွဲကျင်းပရေးအတွက်လိုအပ်တဲ့ပံ့ပိုးမှုများအလူငွေများကိုထည့်ဝင်ပေးကြတဲ့ပုဂ္ဂိုလ်များအားလုံးကျွန်တော်တို့ဒီကနေမှတ်တမ်းတင်ပုံပြရပါတယ်။တစ်ဖက်မှာလည်းပဲကျင်းပရုံတည်းမကဘဲနဲ့ရိုးရပွဲတော်ဖြစ်တဲ့လျောက်တက်ဆက်ရာဒေသတည်တည်လူမျိုးစုတည်တည်များရဲ့ရင်ချင်းမှုအကခွေများကပြတ်ဆိုပြီးနိုင်ဖို့အတွက်စဉ်စဉ်ဆောင်ပေးကြတယ်ဖလမ်ခါခါဘောငိုကံပလက်မင်းတဲ့ဆရအတိရင်ဆရကျွန်တော်ရင်းစည်းမှုအစုခွင့်များကိုလည်းပဲကျွန်တော်တို့အထူးကျေးဇူးတင်ရှိကြောင်းပြောကြတော့ပါတယ်။တစ်ဖက်ကလည်းပဲကျွန်တော်တို့ဒီခန္ဓာမျိုးရေးအတွက်ခန္ဓာပြင်ဆင်ပေးတဲ့ခွင့်ရှိပါတယ်။အဲတော့ကျွန်တော်တို့စေမင်းကြီးကိုကျွန်တော်မှတ်ပါအောင်စေတပေးတဲ့ဒီဇုံမင်းတီလိုဒစ်စကိုကကျွန်တော်တို့ကျောင်းသားကျောင်းသူများကိုလည်းပဲအထူးကျေးဇူးတင်ရှိပါတယ်။ဒီစမှုဖွဲ့များကိုတေဖို့ဆောင်ရေးအတွက်ကျွန်တော်တို့ကားများကြီးလိုပါတယ်။အဲ့ဒီကားများကိုလည်းပဲလူတွေတေးမရှိအောင်လူမှုမရှိအောင်ကိုယ်ရေးဆောင်ပေးကြတယ်။ကားပိုင်ရှင်များကိုလည်းပဲအထူးကျေးဇူးတင်ရှိပါတယ်။အလားတူပဲကျွန်တော်တို့ဒီနေ့ဘောရပွဲအကြောင်းများကိုဖတ်ပြတဲ့အခါမှာအဓိကအင်္ဂါရက်တစ်ခုအနေနဲ့ရအောင်ဖို့ခြင်းအစစ်စစ်တစ်ခုလည်းပါဝင်ပါတယ်ဒီအစစ်စစ်မှာပါဝင်နိုင်ဖို့အတွက်စီယုံလို့ဆိုပြီးတဲ့ဒီလိုပုဂ္ဂိုလ်များဒီလိုလူငယ်ဖွဲ့စည်းများကိုလည်းပဲကျွန်တော်တို့ဒီလိုတင်ရှိပါတယ်ဒီလိုရဲ့လောအားဒီလိုရဲ့ကုန်ကြမှုအားလုံးကျွန်တော်တို့ပြဆက်လို့မကုန်နိုင်ပါဘူးလူမျိုးအတွက်ပုံကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘုရားရဲ့ဘုရားကတောင်းရှိပေးမယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့လည်းပဲကျွန်တော်တို့ခန္ဓာအတွက်လိုအပ်တဲ့ပစ္စည်းများကိုငှားရတဲ့အခါမှာနိစ္စရာဘာသာရေးဖွဲ့စည်းများကနေကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းအားလုံးကိုကျွန်တော်တို့ပုံမြင်ပေးခဲ့ပါတယ်။အထူးသဖြင့်ဒီခန္ဓာကိုကျင်းပနိုင်ဖို့အတွက်ဒီနေရာကိုပြည့်ပေးတဲ့ ZPCM ရုံးချုပ်ရဲ့တောင်ရှိပုဂ္ဂိုလ်များအားလုံးကိုလည်းပဲအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့သူတစ်ဖက်သာဓုကူကီရွေးဖွဲ့များဆိုရင်ဒီဒေသမှာစုစည်းနိုင်ခြင်းမရှိဘဲနဲ့တခြားဒေသကနေခေါ်ယူပြီးတော့ကပ်ပြရတာဖြစ်တဲ့အတွက်ဒီအစစ်အစင်ကိုဖြစ်မြောက်အောင်
ကျိုးစားပန်းစားနဲ့ကိုယ်ရေးဆောင်ပေးတဲ့အတွက်ကြောင့်လည်းပဲဒီဘက်ကိုအထူးကျေးဇူးတင်ရှိပါတယ်ဒီနေ့တဘာဝတိပွဲရဝင်များပြီးဆောင်ပေးတဲ့ဘိုင်းသားမြို့နယ်ပြည်တီကနေကိုယ်စိတ်များအားလုံးကိုလည်းပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒီဥစ္စာအပြင်ဒီနေ့ဘောရပွဲကိုကောင်းမစွာကျင်းပနိုင်ကြလို့နောက်နေ့မှာကျင်းပနိုင်ဖို့အတွက်ကိုယ်ဆောင်ရွက်ပေးဖို့ရကျွန်တော်ဒီအစီအစဉ်များတစ်ခုလုံးမြင်ဖို့အတွက်လောင်စာစီရွက်ချက်များကိုလည်းပဲညမိတာမွန်စတုစစ်ဆိုင်ကတနိုင်ဆုံးကိုယ်ပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်ရှိပါတယ်နောက်နေ့များမှာလည်းကိုယ်ဆောင်ပေးနိုင်ဖို့စုပေါင်းတောင်းပေးရပါတယ်ဘုရပွဲအနိတာရသာနာမောင်များဖြစ်တဲ့ဘုဒ္ဓချက်များအတိုင်းဆောင်နိုင်ဖို့အတွက်တိုင်းသားဒီကုမောင်နှမအားလုံးဘုရားဆောင်ကြပါစို့လို့ပြောချင်နေပဲဒီကုမောအပ်ပါတယ်ဒီလိုရှိတာအစီအစဉ်ကဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရန်ဖြစ်ပါလေရှင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရန်ခေါ်တော်ပွဲကျင်းပရေးကော်မတီအတွင်းရေးမှူးဦးဖုန်ခန့်ပေါင်မှအစီအစဉ်ကိုဦးဆောင်ပေးရရန်လေးစားစွာဖိတ်ကြားအပ်ပါလေရှင်လေးစားပါတော့တဘာကြီးတဲ့တဘာပတိကြီးတဲ့တကွာဖဲအုပ်ချုပ်ရေးမှုမြို့နယ်အုပ်ချုပ်ရေးမှုနဲ့ခဲမြို့နယ်အစစ်စစ်ဌာနဆိုင်ရာအကြီးအကဲများအဲ့တဲ့တော့ပြည်သက်ပေါင်းတို့များဒီကနေ့ချင်းယူရပေါ်တော်ပွဲတော်ခတော်ပွဲမှာကျွန်တော်ကြီးယူတင်မတန်ဂုဏ်ပြုမတန်လို့ပေးဖို့တာဝန်ရှိတဲ့ကျွန်တော်အထူးပဲပြုဥပဒေတင်ပြပါတယ်ကျွန်တော်ဟာဘောရပွဲကျင်းပရေးအတွက်တွင်လူဦးဘုံလေးပါဖြစ်ပါတယ်ကျွန်တော်တို့အခုလိုစီကတိုင်းရဆိုတာပွဲဖြစ်ပြောက်ရေးအတွက်အလိုခံရမှာအလိုထဲဝင်ချက်သူများအားလုံးကသူ့ပေါင်း140နဲ့တဦးရှိပါတယ်အစည်းအဝေးဆုံးဖြတ်ချက်ရ140ဦးထဲမှာအလူရှင်2000နဲ့အထက်များကိုစီယူတီမတန်ကိုပြုလက်မှတ်များပေးအပ်ချီးမြှင့်ဖို့အစည်းအဝေးဆုံးဖြတ်ချက်ရလို့ရရှိကြပါတယ်တို့ဖြစ်ပါ၍ကျွန်တော်အလူငွေ2000နဲ့ထက်ရရှိသူများကိုတခါလေးပဲမတန်လို့များပေးအပ်ချီးမြှင့်တော့မှာဖြစ်ပါတယ်မတန်းကိုပြုတော်များပေးအပ်ဖို့အချင်းချင်းပေးဖို့အတွင်းကလေးရှိကတို့သိရှိတဲ့ဌာနမှာပါမောက္ခအငြိမ်းစားဆရာကြီးဦးကသူကပြေပါပါလားဗျာခရိုဘောအပြတ်နေတာကသုံးတပိကိစမာသုံးတော်တော်ဟူနာကိငယ်နာသုံးဖြတ်ပဲinzale insam dure intapai lobidena aninga tonga imusika sumidon tianina
นั่นเองรวงini ruang tik kau mina I keyboard siam nahangin tu ni na kau pingam semua zoom ide akilom tapi ni bang kau ide ilom ide gol ide maya kau tema ni tampi tak tu lah ni keyboard na sum nong kiat na te hang na komiti na tu som ni pada tu siapa le sum kiat ini na lúc năm na pa tôi nói lên trồng việc gì nè chủ bài họ may mắn nè tôi na tôi lên trồng té cái lý thế cái đồ xây dựng nhà thằng na sẽ đi phá sẽ đi cũng làm cho mình làm việc thật nhiều amin ông tham gia trong in tôi lại muốn nè ai sẽ có nè ông lên giờ lên xin đâu chỉ làm mình chỉ nó pháp mà coi vào mẹ nó bắt cần na Saint Mary Church Saint Mary Church there, Bobby there. Ani na bang liang ku. India ma tu hang le ku se ba le. De kue chi miao yi. India okasa. Dauta Tong Kan Suan se ba le. Sudah Tuhan Tuhan matan tim komputer, mereka biu tu kita yang kembali. Alina siapi kumudamung cingwai. Kita palang kai, asa. Palang kai kita na Biso Felix liang ketang, hang liang tang te, king lembu. Hang liang tang te, kau tu asal pen, paling sempau. Kualo kualo jempai u komiti operasi usi ya si au ni kan bagi bare selagi ma dokter talen ka aku bagi macam wala sampai dia dia Dauda terlengkap di balik. Selagi mak panen kan pak di balik. Panen kan pak ayah kan bu. Ni kan pak di balik. Panen kan pak tu kita lah bumbu di pak. Lalu tahu ni le buku cip baru buku tapi kau balik. Tu jalan event lalu bukti. Asum pada pen selu kai, hang pen lah ada lingkong kita tu jangan. Review macam luamnya cimi pitore. Uji, uzam kami nak celo dua ciri sebalik. Selebih macam review macam luamnya cimi pitore. Sini di ujian tetap kutu kebalik. Aking kolina pakam dolian James Tangan Kai. Siapa ujian Reverend Tanglo Tang konten yang ni. Aking kolu namati pakam dolian. Kopi macam luamnya, dia kampi buat, dia caya kampanye. Bahkan dia tu, kamdol dia tu kita supi James Tangan Kai, tu kita supi balik. Selagi James Tangan Kai tu supi balik. Kopi macam luamnya, dia kampi baya, dia caya kampanye. Ubah siapin, Reverend Tanglo Tang di balik suhu, senten
နေရာယူထားပြပါရဥပ္ပါချမ်းပြပါခင်ဗျာဥပ္ပါချမ်းပြီးတော့ဆက်လက်ပြီးရေဘယ်ခေါင်းလို့ဆောင်ပြပါလေဒီပါလေဆက်လက်ပြီးမှကျွန်တော်ရံပုံငွေများတောက်ခါတဲ့ခါမှာဝေသားတွေမဟုတ်ဘဲနဲ့ပစ္စည်းနဲ့ကျွန်တော်အလူရရှိထားတာဖြစ်ပါတယ်ရရှိထားပါတယ်အဲ့ဒီအလူငွေကစကိုင်းတိုင်းဒေသကြီးလွတ်တော်မှဦးခိုင်လေးတော်ကဗလာဆောင်ဒါဇင်ပေါင်း20ကိုကျွန်တော်လူပေးပါတယ်အဲ့ဒါကြောင့်မလို့ဆရာကြီးစကိုင်းတိုင်းဒေသကြီးလွတ်တော်ဦးခိုင်လေးတော်ကဘုံပြုမတန်းလွာလက်ကပေးပါရညွှန်တောင်းပါပါတယ်ဘုံပြုမတန်းလွာအများကြီးပြည့်တဲ့ခြေကြီးဦးလင်းကမှအထူးပဲကြည့်ရှိပါတယ်ခုလိုဘုံပြုမတန်းလွာများပြရတော့ခွင့်ရရှိတဲ့အတွက်အထူးပဲကြည့်ရှိကြောင်းတင်ပြရင်းနေသို့ထောပါခင်ဗျာကွန်ပျူတာတန်းလွှာပေးရတဲ့အစီအစဉ်ကိုဥဆောင်ပေးသွားတော့ဦးဘုံခံပေါင်နဲ့ကွန်ပျူတာတန်းလွှာချင်းပြပေးသောပုဂ္ဂိုလ်များထိုးပြင်ကျေးဇူးတင်ရှိပါတယ်ရှင်အစီအစဉ်ရတဘာပတိနဲ့အဖွဲ့ပြန်လည်ထွက်ခွာရန်ဖြစ်ပါတယ်ရှင်တဘာပတိနဲ့အဖွဲ့ပြန်လည်ထွက်ခွာပါတော့မယ်ရှင်ရောက်ပြီ